အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါပါဒီနေ့မှာတော့လပုရဲ့ hero ကဲကိုလုပ်ပြီးတော့မှာဖြစ်ပါတယ်ကဲဒါဆိုစလိုက်ရအောင်လပုရဲ့ passive ကတော့ enemy hero basic အထက်ဒါမှမဟုတ် skill နဲ့တစ်ချစ်ထိတိုင်း energy တွေတက်လာမှာဖြစ်ပါတယ် hero မဟုတ်တဲ့ enemy တွေကိုထိရတော့ပုံမှန်တဲ့တဝက် shot ပြီးရမှာဖြစ်ပါတယ် energy ဘာနဲ့ပြည်သွားမယ်ဆိုရင်တော့နောက်လာမယ့် basic အထက်ကလွှဲကြည့်သွားပြီး enemy ကို damage ပေးလိုက်မယ်ဆိုရင်တော့ 0.5 စက္ကန့်ကြာရှီးတခုရမှာဖြစ်ပါတယ် skill 1ကတော့ချိန်ထားနေအောင်ဓာတ်နဲ့ပြစ်လိုက်မှာဖြစ်ပါတယ် enemy က swine ထဲမှာချိနေတော့ damage 4 ချစ်ထိပြီးဘေးနားမှာဆိုရင်တော့ damage 2 ချစ်ပဲထိမှာဖြစ်ပါတယ် skill 2ကတော့ချိန်ထားနေအောင် blink ခုတ်လိုက်ပြီးလမ်းနဲ့6မှာရှိတဲ့ enemy တွေကို damage ပေးမှာဖြစ်ပါတယ် ultimate ကတော့ချိန်ထားနေအောင်ဓာတ်ကြီးနဲ့ရိုက်ချလိုက်ပြီးခေါင်းခုတ်တော့ immune ရတဲ့အပြင်ထိမိတဲ့ enemy တွေကိုတစ်စက္ကန့်ကြာ movement speed ကို 60% ချွတ်ချလိုက်မှာဖြစ်ပါတယ် ultimate သုံးပြီး10စက္ကန့်တွင် physical defense magic defense basic attack damage အပိုရတဲ့အပြင် enhance skill တွေကိုပါသုံးရတော့မှာဖြစ်ပါတယ်ဒါပြင် ultimate နဲ့ enhance skill တွေနဲ့ enemy ကိုထိရင်တော့ပုံမှန်တဲ့ energy 3 ဆပိုတက်မှာဖြစ်ပါတယ် enhance skill 1ကတော့ချိန်ထားနေအောင် 3.9 စက္ကန့်ကြာရွေလိုက်ပြီးတော့ခောက်ခုတော့ immune ရတဲ့အပြင်ချိန်ထားတဲ့နေရာမှာရှိတဲ့ enemy တွေကိုလည်း 60% နေတော့မှာဖြစ်ပါတယ်ပြရနဲ့ဓာတ်နဲ့ရိုက်ချလိုက်ပြီးထိမိတဲ့ enemy တွေကိုတစ်စက္ကန့်ကြာ stun ထိမှာဖြစ်ပါတယ် enhance skill 2ကတော့ဘေးပပက်လေးကိုဓာတ်နဲ့မွေလိုက်မှာဖြစ်ပါတယ် enemy hero ထိမိတော့3စက္ကန့်ကြာ damage reduction ကိုရမှာဖြစ်ပါတယ်အခုပြထားတဲ့စာကတော့ enemy hero ဘယ်နှကောင်ထိရ damage reduction ဘယ်လောက်ရမလဲဆိုတာကိုကြည့်လိုက်ပါတယ်ultimate ကတော့ဓာတ်နဲ့3ချက်ရိုက်လိုက်မှာဖြစ်ပါတယ်ပထမ2ချက်ကတော့ damage တူတူပဲဖြစ်ပြီးနောက်ဆုံးတစ်ချက်ကတော့ကြံ2ချက်တဲ့ damage ပို့ထိမှာဖြစ်ပါတယ်ဒါအပြင် ultimate 3ချက်ခောက်ခုတော့ immune ရတဲ့အပြင် joystick တို့ပါသုံးလို့ရမှာဖြစ်ပါတယ်ကဲ skill တွေကြောင့်ပြောပြီးဆိုတော့ထင် trace ကိုသွားလိုက်အောင်လပုရဲ့ passive ရတဲ့နိုင်ရတွေပါဖောက်ပြီး enemy စီကိုရောက်သွားမှာဖြစ်ပါတယ် ultimate ကို3 level ဆိုရင်တော့လပုကပုံမှန်ထက် movement speed နေသွားမှာဖြစ်ပါတယ်ဒါအပြင် ultimate ဖုံးမှာ blink skill မရှိတာကြောင့်မလို့တေချာပဲဝင်သက်ဖို့လိုပါတယ်enhance skill တို့က enemy hero ထိမှ damage reduction ကိုရလာကြောင်းမလို့တေချာထိအောင်သုံးသက်ဖို့လိုပါတယ်ဒါအပြင် flicker နဲ့ ultimate enhance skill 1 enhance ultimate တို့ပါတွဲသုံးလို့ရပါတယ်ကဲထိအထွေးအကြောင်းပြောပြီးဆိုတော့ item နဲ့ ability စစ်သွားလိုက်ရအောင် item တော့ DL နဲ့ကစားတာပိုကောင်းပါတယ် ability တော့ DL နဲ့ကစားတာပိုကောင်းပါတယ် but spell ကတော့ flicker နဲ့ကစားတာတော့ပိုကောင်းပါတယ်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပဲဆင်နေကြပါစေGo. Not a line of say today.